Hello အားလုံးမင်္ဂလာပါဒီနေ့မှာဟန်နီကဘာတွေကိုပြပြပေးသွားမယ်ဆိုလို့ရှိရင် standard ဒီမှာထည့်သုံးရလွယ်ကူတဲ့စာကြောင်းလေးတွေကိုဟန်နီကအဲ့လိုမျိုး phrases စကားလုံးပုံစံမျိုးလေးတွေကိုဟန်နီကစာကြောင်းလေးတွေမှာထည့်ပြီးတော့ပုံပြပေးသွားမှာဖြစ်တယ်ပေါ့နော်စာကြောင်း၅ကြောင်းတို့ကို share လုပ်ပေးသွားမှာဖြစ်ပါတယ်အဲ့ဒီကစာကြောင်းလေးတွေကိုကိုက standard ထဲမှာထည့်သုံးပြီးတော့ကိုပြောချင်းနဲ့ပုံစံမျိုးကြီးပြောလို့ရပါတယ်ဆိုတော့စလိုက်ကြရအောင်ပါဆိုတော့ grammar ဆိုနံပါတ်1တစ်ချောင်းပဲဆိုတော့ look after ကြည့်ရှုဆောင်ရှောက်နေ look after ကြည့်ရှုဆောင်ရှောက်နေဒါကတော့တစ်စုံတရားအဲ့ဒီကအကြောင်းအရာတွေမှန်သမျှကိုကကြည့်ရှုဆောင်ရှောက်ပြီးတာဖြစ်ဖြစ်ကိုကြည့်ရှုဆောင်ရှောက်ပေးစီခြင်းနဲ့တူကိုပဲဖြစ်ပြောတဲ့အခါမျိုးတွေမှာတုံးလို့ရတယ်ပေါ့နော်ဆိုတော့ look after ကြည့်ရှုဆောင်ရှောက်တယ် look after ကြည့်ရှုဆောင်ရှောက်တယ် look after နဲ့ပတ်သက်ပြီးတော့ဟန်ဒီတို့ကစာကြောင်းလေးတွေကို example အနေနဲ့ဟန်ဒီကပြပေးပါမယ် Can you look after my dog wait I'm wait ငါခရီးသွားနေတဲ့အခါမျိုးပဲဖြစ်ပြီပေါ့နော်မင်းငါရဲ့ခွေးကလေးကိုကြည့်ရှုဆောင်ရှောက်ပေးနိုင်မလား Can you look after my dog wait I am wait ငါခရီးသွားနေတဲ့အခါမျိုးတွေမှာဖြစ်ဖြစ်ငါအဝေးတနေရာကိုသွားနေတဲ့အခါမျိုးတွေမှာဖြစ်ဖြစ်မင်းငါရဲ့ခွေးလေးကိုကြည့်ရှုဆောင်ရှောက်ပေးနိုင်မလား Can you look after my dog wait I'm wait အဲ့လိုမျိုးတွေပြောလို့ရပါတယ်ဒီဘက်ကျတော့ pink up လာခေါ်ဒီကောက်ယူတယ်ဒီလိုမျိုးကြိုက်တယ်လို့ဘာသာပြန်လို့ရတယ်ကိုသုံးချင်တဲ့အချိန်လေးပေါ်မူတည်ပြီးတော့ဘာသာပြန်လို့ရတယ်ပေါ့နော် pick up ကောက်ယူတယ်ဒါကိုဟန်ဒီတို့က example အနေနဲ့ပြောမယ်ဆိုလို့ရှိရင် I will pick you up at 7 p.m. ငါမင်းကို9နာရီမှာလာခေါ်လိုက်မယ်ဒီလိုမျိုးပြောလို့ရတယ်လာပြီးတော့ကောက်လို့မရဘူးလေဟုတ်တယ်မို့လားဆိုတော့လူဆိုတော့လာခေါ်လိုက်မယ်ဒီလိုမျိုးလေးတွေပြောလို့ရတယ် I will pick you up at 7 p.m. မင်းကို9နာရီမှာလာခေါ်လိုက်မယ်လို့ပြောလို့ရပါတယ်နောက်တစ်ခုကကျတော့ gravet တစုံတစ်ခုကိုလုံနေရနေပြီးဆွန့်လွတ်လိုက်တဲ့ပုံစံမျိုးရှင်းပြလိုက်တဲ့ပုံစံမျိုးအဲ့လိုအခြေအနေမျိုးမှာအသုံးပြုလို့ရတယ် gravet ဆွန့်လွတ်ရေးရှင်းပြလိုက်ပြီးပေါ့နော်ဒီလိုမျိုးဘာသာပြန်လို့ရတယ်ဆိုတော့ he crave smoking last year သူကပြီးခဲ့တဲ့နှစ်ကလေးကဆေးလေးတောက်ခြင်းကိုရှင်းပြလိုက်ပြီးဆေးလေးမတောက်တော့ဆိုတဲ့ပုံစံမျိုးပေါ့နော် he crave smoking last year သူကပြီးခဲ့တဲ့နှစ်ကလေးကဆေးလေးဖြတ်လိုက်ပြီးဒီလိုမျိုးဘာသာပြန်လို့ရပါတယ်နောက်တစ်ခုကကျတော့ ran into တစုံတစ်ခုကိုတစုံတရားကိုမမျှော်လင့်မဲနဲ့တွေ့တဲ့အခြေအနေမျိုးမှာအသုံးပြုတယ် ran into တစုံတစ်ခုကိုမထင်မဖဲနဲ့တွေ့တဲ့ဆုံတွေ့တဲ့အခါအခြေအနေမျိုးမှာအသုံးပြုတာဖြစ်ပါတယ်။ဒီနေ့ပဲအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ I ran into my old friend at the supermarket ငါရဲ့တငယ်ချင်းဟောင်းကို supermarket မှာမမျှော်လင့်မဲနဲ့တွေ့ဆုံနေအဲ့လိုမျိုးပြောရ I ran into my old friend at the supermarket ငါရဲ့တငယ်ချင်းဟောင်းကိုမမျှော်လင့်မဲ supermarket မှာတွေ့တယ်အဲ့လိုမျိုးဘာသာပြန်ရပါတယ်။နောက်တစ်ခုကကျတော့ book off ဒါကြတော့နောက်ကိုရွှေ့ဆိုင်လိုက်တာပါရှေ့ကိုသွားတာမဟုတ်ဘူးနောက်ကိုရွှေ့လိုက်တာဆိုတော့ book off နောက်ကိုရွှေ့ဆိုင်လိုက်တယ် they book out the meeting until next week သူတို့က meeting ကိုရှေ့တစ်ပတ်မတိုင်ခင်ရွှေ့ဆိုင်လိုက်တယ်လို့အဲ့လိုမျိုးဘာသာပြန်ရပါတယ် they book out the meeting until next week သူတို့က meeting ကိုနောက်တစ်ပတ်မတိုင်ခင်အထိရွှေ့ဆိုင်လိုက်တယ်ဒီလိုမျိုးလေးတွေဘာသာပြန်ပြီးတော့ပြောလို့ရပါတယ်ဆိုတော့ဒီလိုမျိုးလေ့လာရလွယ်ကူတဲ့စာရုံးတွေပေါ့နော် grammar မလို့တဲ့စာရုံးလေးတွေကိုကိုယ် standard ထဲမှာထည့်ပြောပြီးတော့ကိုယ့်အတွက်အကျိုးရှိအောင်အများကြီးလေ့ကျင့်ဖို့အတွက်ဟန်ဒီပြောချင်ပါတယ်ဆိုတော့ဟန်ဒီကိုလုပ်ပေးခြင်းနဲ့ဗီဒီယိုလေးစာကြောင်းလေးတွေရှိနေလေဖြစ်ဖြစ်သိချင်တဲ့စာကြောင်းလေးရှိနေဖြစ်ဖြစ်ဟန်ဒီရဲ့ဒီ comment မှာရေးသွားပြီးလို့လည်းရတယ်လို့မျိုး YouTube တော့မှာလည်းလာပြီးတော့မြင်လို့ရတယ်ပေါ့ YouTube မှာတော့ comment မှာပဲရေးသွားပြီးလို့ရပါမယ်ဆိုတော့အားလုံးပဲ see you in the next video ပါအဲ့ဒီနောက်ဗီဒီယိုမှာပြန်ဆုံတွေ့ကြပါမယ်